ကောင်းမကောင်းကိုကြိုက်မဲ့ကြိုက်နဲ့တိုင်းလို့မရဘူးကောင်းမကောင်းဆိုတာကြိုက်မကြိုက်နဲ့သွားတိုင်းမယ်ဆိုလို့ရှိရင်ကိုမကြိုက်ရင်မကောင်းဘူးကိုကြိုက်ရင်ကောင်းတယ်လို့လူလောကမှာကြိုက်ကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ကောင်းမကောင်းဆိုတာတွေလည်းအမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့ဒီနေရာမှာကောင်းမကောင်းဆိုတာစံတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့နားလည်ကြရအောင်မြန်မာစကားထဲမှာကောင်းမှုမကောင်းမှုဆိုတာရဲ့ကောင်းမှုဆိုတာရဲ့ထိသိမ်းပြီးတော့ပြောတယ်အဲ့ပြောတဲ့မှာနောက်ထပ်ဆက်ပြီးတော့ပြောတဲ့စကားတစ်ခုကဘာလို့ဆိုရင်မကောင်းမှုအကုသိုလ်ကောင်းမှုကုသိုလ်ဟောဒီလိုပြောကြတယ်ဟောမြန်မာလူမျိုးတွေကကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါမှာနာမည်တွေဖော်ပြပြီးနောက်ဆုံးမှမိသားစုကောင်းမှုဆိုတာလေးတွေရေးလေးရှိကြတယ်ပေါ့အဲ့တော့ကောင်းမှုဆိုတာဘာတွေကိုရည်ညွှန်းထားတာတုံးဆိုလို့ရှိရင်များသောအားဖြင့်မြန်မာပြည်မှာမြန်မာလူမျိုးတွေသိနေတဲ့ကောင်းမှုဆိုတာလှူဒါန်းတန်းတာကိုရည်ညွှန်းပြီးတော့ကောင်းမှုနဲ့ထိုးကြတယ်ဘုရားတဆောင်ကျောင်းကန်လေးသွားပြီးကြည့်လိုက်ပဲဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိုက်မယ်အဲ့ဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်